ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းအောင်မြို့နယ်ပြန်ဆိုင်နေပြည်သူ့ဆက်ဆံရေးစီဌာနလူထုအရှိပြုပို့ဌာန community ဆန္ဒခမနိုင်ရင်းနေတဲ့ပိုင်းကကလေးလောက်သမားပပျောက်ရေးဆိုင်ရာတည်ပြန်ပြီးတော့ရှုပ်ကိုပြုလုပ်ကြပါရဒုတိယဦးစီးမှုဒေါ်နပတ်နဲ့ကျွမ်းကျင်တော်ရုပ်တန်ဒေါ်နစီဖောင်းတို့ကယခုလိုဆွေးနွေးခဲ့ကြပါရရှင်မင်္ဂလာပါအမရေမင်္ဂလာပါညီမရေဟုတ်ကဲ့ဒီကနေ့ပြုလုပ်မဲ့ top show နဲ့ဆွေးနွေးမဲ့အကြောင်းအရာကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါကလေးလုတ်တမပပျောက်ရေးဆိုင်ရာတည်ပညာပေး top show ဖြစ်ပါတယ်ဆွေးနွေးမဲ့အကြောင်းအရာကတော့ကလေးလုတ်တမရော့နေပပျောက်ရေးနဲ့ကျောင်းနေအရွယ်များအားလုံးကျောင်းတက်ရေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကမ္ဘာအလုပ်သမားများ၏67ရာခိုင်နှုန်းဒီစိုက်ပျိုးရေးမွေးမြူရေးနဲ့တည်တော်လုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်ရာအဓိကအားဖြင့်မိသားစုပိုင်းရဲ့တေးဆောင်လျာများတွင်အခကြေးငွေမယူဘဲလုပ်ကိုင်နေကြရခြင်းဖြစ်ပါရရှင်အင်းအကူအလုပ်စပွိုင်းထိုးအလုပ်လမ်းဘေးစည်းရောင်းအလုပ်များတွင်လုပ်ကိုင်နေကြသည့်ကလေးများမှာ29ရာခိုင်နှုန်းရှိပြီးအန္တရာယ်ဖြစ်နိုင်ခြင်းမြင့်မာသည့်စောက်လုပ်ရေးကုန်ပစ္စည်းထုတ်လုပ်ရေးအုပ်ဖုတ်လုပ်ငန်းတတုတူဖော်ရေးလုပ်ငန်းများတွင်ကမ္ဘာအလုပ်သမားစုစုပေါင်း73ရာခိုင်နှုန်းလုပ်ကိုင်နေကြသည်ဟုဆိုပါရရှင်ဟုတ်ကဲ့ပါအမအနေနဲ့ဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါယမနိုင်ငံမှာအလုပ်လုပ်ကိုင်နိုင်တော့အနည်းဆုံးအရွယ်ကိုအသက်14နှစ်အဖြစ်တတ်မှတ်ထားရာအသက်14နှစ်အောက်ကလေးများကိုမိတိလုပ်ငန်းခွင်နိုင်မစိုးအလုပ်လုပ်ခွင့်မပြုဘဲတားမြစ်ထားပါတယ်အသက်14နှစ်မှ15နှစ်အရွယ်များကိုပုံမှန်လုပ်ငန်းခွင်များမှာမွန်လွဲ2နာရီမတိုင်မီပညာတင်ကြားရေးကိုမထိခိုက်စေဘဲပို့ပါတီအလုပ်များကိုသာလုပ်ကိုင်ခွင့်ရှိပါတယ်အသက်16နှစ်မှ18နှစ်အရွယ်များကိုလူငယ်လုပ်သားများအဖြစ်တတ်မှတ်ပြီးတော့လုပ်ကိုင်ခွင့်ရှိတော့လဲအန္တရာယ်ရှိတဲ့လုပ်ငန်းခွင်များမှာဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်းတတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံမှာကလေးလုပ်သမားများဖြစ်ပွားရခြင်းရဲ့အဓိကအကြောင်းရင်းမှာစင်ရဲနွမ်းပါမှုကြောင့်ပင်ဖြစ်ပါတယ်။မိသားစုဝင်ငွေနေပါခြင်းအလို့အကိုက်စားပါခြင်းတို့ကြောင့်မိဘများကကလေးများကိုလုပ်ငန်းခွင်တို့ဆေလွတ်ခြင်းကလေးများကိုတိုင်ဝင်ငွေစာပေးရခြင်းဖြစ်ပါတယ်။ပညာသင်ကြားရန်တိုက်ခိုက်စရိတ်တွေ့ဝိုက်စရိတ်တို့ကိုမတက်နိုင်ခြင်းကျောင်းနဲ့ဝေးကွာချင်းတို့ကြောင့်ပညာကိုဆက်လက်မတင်ယူနိုင်ကြပဲငယ်ရွယ်စင်မှာပင်အလုပ်လုပ်ကြခြင်းလည်းဖြစ်ပါတယ်ကလေးအလုပ်သမားအများစုမှာကျေးလက်ဒေသများလေယာလုပ်ငန်းရေလုပ်ငန်းများမြို့ပြဒေသများတွင်အင်အကူလက်ဖက်ရည်ဆိုင်စားတောက်ဆိုင်များလက်လီလက်ကားဆိုင်များမှာဆိုင်အကူအယောင်ဝန်ထမ်းများအတေးစားဆက်မှုလက်မှုလုပ်ငန်းများနဲ့ဝါဆော့များအုပ်ဖုတ်လုပ်ငန်းများဆောက်လုပ်ရေးအကူလုပ်ငန်းများတတုတူဖော်ရေးလုပ်ငန်းများမှာလုပ်ကိုင်နေကြခြင်းဖြစ်တယ်ဟုသိရပါတယ်။ကလေးများကိုအလုပ်သမားများအဖြစ်ခိုင်းစေခြင်းကကလေးများရဲ့အနာဂတ်အလျားများကိုမိမ့်ပျက်စီးစေပါတယ်။ပညာသင်အရွယ်မှာအလုပ်လုပ်ခိုင်းခြင်းဖြင့်ကလေးတငယ်အခွင့်အရေးကိုစိုးဖောက်ခြင်းလည်းဖြစ်ပါတယ်။ပညာသင်ကြားနေမီကလေးများကိုကောင်းစွာပညာသင်ကြားလေ့ကျင့်ပေးခြင်းအပြင်နိုင်ငံ၏အနာဂတ်အတွက်လူစွမ်းအားအယံမြက်ကောင်းများရရှိစေတဲ့ကဲ့သို့ကလေးငယ်တဦးချင်းစီရဲ့အနာဂတ်အတွက်လည်းပုံမမြင့်မားကောင်းမွန်စေမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကျောင်းနေအရွယ်ကလေးများကျောင်းထွက်နှုန်းမြင့်မားနေတာကိုမိသားစုအလုပ်ကိုကူညာအတွက်ဆိုတဲ့အကြောင်းပြချက်ဖြင့်အများဆုံးဖြစ်ရာကလေးလုပ်သမားရော့နေပပျောက်ရေးတန်းစင်ကူးပြောင်းမှုနှုန်းမြင့်မားရေးတို့အတွက်တန်တအတီးတီတို့မှာကြိုးပမ်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်းဆွေးနွေးလိုက်ရပါတယ်ရှင်။ကျွန်မကတော့ဝေဝေခိုင်ပါရှင်။